နွေရသည်ပူပူထမင်းမစားကျင်တဲ့အချိန်ဆိုရင်အတောင်းတဆုံးအရသာဘာဖြစ်မလဲကျင်းတယ်ပါအချင်းပဲပေါ့သူ့ရသည်ဆိုရင်လေဒီမှာတော့အပင်ပေါ်ကကြွေကြရင်တော့လှည့်မကြည့်ကြတော့ဘူးဒီနေ့ခြံတွေထဲမှာအရန်ပေါ့တဲ့တရက်တီတွေလိုက်ခူးပြီးတော့တရက်တီတုံးလှုပ်စားတယ်ခြံထဲမှာလေအပင်တွေအများကြီးရှိပေမဲ့ကိုစိတ်ဝင်စားတဲ့အပင်တွေလည်းရွေးပြမယ်နော်ငပြောတိဟာချက်မောင်ရက်တိအဲ့ဒါပါပြေးမပန်းမောင်တီချက်မောင်တီအများကြီးပဲဟာဒါကဘာပန်းလေးလည်းမသိပွင့်လို့ရှင်မှုေးအီနေရလေဒါကစပယ်ပန်းပင်ဒီပင်ကအတီးရသေးလို့လေနောက်တစ်ပင်ထပ်ပြီးတော့ရှာပြီးခုမယ်နော်ဒါကတော့အတီးဆိုရင်ကြီးကြီးမှကြိုက်တယ်ကျမအကြီးတွေပဲရွေးရှာနေရတာတီးရပြေဦးမယ်အလုံးကြီးတွေပဲရွေးပြီးတော့ရှာခုတာပါအဲ့မှာတွေ့ဒီမှာချမောက်ကလေးတွေလည်းမမြင်ဘူးတက်နေမိသွားတယ်ကြီးတယ်ဒါကြီးကြီးအကုန်လုံးစားလို့တော့မကုန်ဘူးပေါ့နော်ဒါပေမဲ့အလကားရတာမလို့ခုလာခဲ့ပါလေဒီနေရာရောက်ရောက်အပူခံပြီးတော့ဓာတ်ပုံရိုက်ပါတယ်ပြီးလို့ရှိရင်လည်းမကြိုက်လို့ဆိုပြီးတော့မတင်ရတဲ့ပုံတွေကအများကြီးပါပဲဒီအလုံးအနေထားကလေအစိမ်းစားတာထက်သူ့ကိုအနှဲအုပ်လို့အောင်ရနေပြီပေါ့နော်ဒါပေမဲ့ပိုင်ရှင်တွေကမအုပ်ကြဘူးရှင်ဒီတိုင်းပဲပြစ်ထားကြတယ်အဲ့ဒါနဲ့ကျမတို့လည်းအများကြီးပဲသူများကြီးလည်းပေးမယ်ဆိုပြီးတော့ခူးလာတာပေါ့နော်အမေသူတို့ကအေးတောက်ပြီးတော့ရှယ်မူးနေကြတာနော်ခေတ်ကာလသားသမီးများထိရသိရမလို့တရတိတော့မျောနေရတရေတောင်ကြတရသီးတုတ်တာကိုစောင့်ရင်းနဲ့အခုလိုမျိုးဖြော်ပြပေးတဲ့အမတွေညီမတွေရှိရောလဲစိတ်ချမ်းသာတာပေါ့ရှင်မပြင်းရဘူးပေါ့လေးဆောက်သွားရင်ကောင်းလေးတွေကြည့်ရင်လုံးတစ်ဖက်ကိုမိတ်ကြလိုက်ရင်ပုံကြီးပါလာမယ်လိုက်လို့ရဆိုင်းမုန်းနဲ့လိုက်လို့ရပြီအဲ့လောက်ဆိုရင်ရပြီဟာအောင်တဘူးနဲ့လိုက်တော့ရပြီအောင်စဘူးနဲ့လိုက်ပါ तू ကဆိုင်းမုန်းနဲ့လိုက်ပါဆိုင်းမုန်းမကြိုက်ဘူးလားဆိုင်မကြိုက်အောင်စဘူးကြိုက်တာလားနေဆိုင်မတူလိုက်ပါနဲ့လိုက်ဟောတော့အောင်စဘူးနဲ့သူကအောင်စအဲ့ဒီအောင်တော့ရှင်းနေပြီနေမလို့ပြောရတယ်နေလို့ဆိုရလားလို့မမြတ်လို့အောင်နေဖေးလို့မဖေးလို့မဖေးလို့မအားနေဖေးလို့မဟာအဲ့ငန်းပြားလေးမေးပါစားကြပါလားနေရချစ်တယ်လားဘတ်ကားတွေပြောတယ်ဟာဆိုတာကအော်မိချစ်တာမပဲသိချင်နေကောင်းပါရဲ့နော်ပို့ကြည့်ရတယ်တော်လေးစပေးတော့ကြည့်ပါဦးနှလုံးစီပဲတုတ်တာကိုရတာအများကြီးပဲဒါတော့ရည်နှွေးချက်နဲ့ကျမတို့တောက်မယ်စားမယ်ပေါ့အပြစ်နေတာမင်းဟာပြောငရုတ်တိမှုတ်ကိုပြောတာပါနော်စက်မလားလေကောင်းလားငရုတ်တိမှုတ်ကလည်းဆိုင်ပေါ့ကောင်းငရုတ်တိမှုတ်ကိုလေထည့်လိုက်တာအများကြီးလို့ထင်တာဒါပေမဲ့အခုကျတော့လုံးဝကွက်စတိရှယ်စားလို့ကောင်းတယ်အားချိုတယ်အားကြတော့ချင်းဆက်လက်ဖက်မြင်လေးထမင်းထဲမှာမစားရရင်မနေနိုင်တဲ့သူမျိုးထမင်းထပ်စားပါလေအဲ့ဒါ तू ကစားတော့လားစားတော့စောင့်ရလေဒါကတော့ကျမတို့လွင်ရတက်တာနဲ့ဆက်ဆွဲပါပြီနော်အဆုံးထိကြည့်ပြီးလေကျေးဇူးပါနောက်ဗီဒီယိုမှာထပ်တွေ့မယ်နော်